အိမ်ဆောက်ပြီးလို့ပဲဖြစ်ဖြစ်အိမ်ပြင်နေတာပဲဖြစ်ဖြစ်ဒီလျှက်စစ်ပစ္စည်း၅မျိုးကိုအရေးအသွေးကောင်းတာရွေးဝယ်ထားမှနောင်နာမရမှာပါ။ဘာလို့ဖြစ်မလဲကြည့်လိုက်အောင်။နံပါတ်1 RCBO Elegant Circuit Breaker ပထမဆုံးကတော့အသက်ကယ် breaker ပါ။တက်လိုက်တာမီးရိုစိန်တာဖြစ်တာနဲ့ချက်ချင်းပြတ်ပေးတာမို့အိမ်တိုင်းမှာ RCBO တခုတော့မရှိမဖြစ်လိုအပ်ပါတယ်။နံပါတ်2 Smart Switch တို့မဟုတ် Quality Switch ဒုတိယကတော့မီးခလုတ်တွေပါအခုနောက်ပိုင်းဖုန်းနဲ့ထိန်းလို့ရတဲ့ Smart Switch တွေကအပြင်ရောက်နေရင်လည်းမီးပိတ်လို့ရလို့အရင်အဆင်ပြေပါတယ်နံပါတ်3 Voltage Protector အဖိုးတန်နဲ့ရေခဲတက်တာ TV နဲ့အဝတ်လျှော်စက်တွေအတွက်မီးအားအတက်အကျထံကနေကာကွယ်ပေးတဲ့ Voltage Protector လေးတွေကိုခံသုံးထားတင်ပါတယ်နံပါတ်4 LED light တွေမီတာကအကုန်ကျတက်စာဆုံးဖြစ်ဖို့အရှိအသွေးကောင်းတဲ့ LED တွေကိုရွေးချယ်ပါအလင်းရောင်လည်းပိုလင်းတယ်လို့မီးအားကိုလည်းမစားပါဘူးနံပါတ်5 Surge Protector ဖုန်းအသွင်းတာပဲဖြစ်ဖြစ်ကွန်ပျူတာသုံးတာပဲဖြစ်ဖြစ်ပျက်စီးကြောင်းမမှန်တာကြောင့်ပစ္စည်းတွေမလောင်ကျွမ်းအောင်လို့ Surge Protector ပါတဲ့မီးပလက်ခုံမျိုးကိုအသုံးပြုပါဒီပစ္စည်းတွေအားလုံးကိုတနေရာထဲမှာစိတ်ချလက်ချဝယ်ယူခြင်းနဲ့ဆိုရင်တော့ MEG Engineering Group မှာလာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်